Athana midam bhikkhave anavagato Yamparu bhagamina dadagadan siwita varopiya Anupagamina bhikkhave dadagada parinibhayanti Edena tissa visena tutti me hodu tabada Bhikkhave yahando mya uchitadu Yan ajin jaung jaung Paru bhagamina tudabadu I longla payoga phin Dadagadan tinu saya ngapayago Siwi da yunana dwi indadi mwakho atadoma Warapiya kwinga pyachwe chatapiya I Edan ido yunna pyakwin chatananjindi Adhana ajang achinya mahokti dalindi Edan ido yunna chatananjindi Anawagato akwin akha mahokti dati Bhikkhave ngapayago saushaung ni nya uchita yahando Dadagada shishi adu jwala domudo myaswa bhayadodi Anupagamina tudaba I lana longla payogadu longwa mashibelaya Parinibhayanti nibbāsan kiññiñ ido muja begong I Edena tissa visena ido thupyan humando tissa sagagu pyosuya bido jaung Me chanda lula bhayadabido Me amakan chanda lula bhayadabido madu Tabada nini nyanya khatindo kala daima Tuddhi lana payoga kinsin paywe chanda ya jindi Tuddhi kusina pya biyan kwa ywe jamma jin chanda jin Wanda jin lampya jin shidi Hodu mocha madwe pchibazi dadi Athana midam bhikkhave anavagato Yamparu bhagamina dadagadan siwita varopiya Anupagamina bhikkhave dadagada parinibhayanti Edena tissa visena tutti me hodu tabada Bhikkhave yahando mya uchitadu Yan ajin jaung jaung Paru bhagamina tudabadu I longla payoga phin Dadagadan tinu saya ngapayago Siwi da yunana dwi indadi mwakho atadoma Warapiya kwinga pyachwe chatapiya I Edan ido yunna pyakwin chatananjindi Adhana ajang achinya mahokti dalindi Edan ido yunna chatananjindi Anavagato akwin akha mahokti dati Bhikkhave ngapayago saushaung ni nya uchita yahando Dadagada shishi adu jwala domudo myaswa bhayadodi Anupagamina tudaba I lana longla payogadu longwa mashibelaya dalayin Parinibhayanti nibbāsan kiññiñ ido muja begong I
ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဘုရားတပည့်တော်အားမေအမကံချမ်းသာလူလာဘုရားတပည့်တော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတိလဏပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်တုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအထာနာမေတံဘိခဝေအနဝကသောယံပရုပကံမိနာတတဂတံဇီဝိတဝရောဘေယအနုပကံမိနာဘိခဝေတတဂတပရိနိဗ္ဗာယန္တိဧတေနာသစ္စာဝိစေနာသုတိမေဟောတုတပ္ပဒာဘေခဝေယဟန်တော်များဥချစ်သားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံတိနုစယငါဘုရားကိုဇီဝိတာယုံနန္နတွေ့အိန္ဒတိမွက်ခောအတ္တတော်မှာဝရောပိယခွင်းကပြည့်ချွေချတတ်ပေရ၏ဧတံဤသို့ယုံနပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်သည်ဧတံဤသို့ယုံနံချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဘုရားကိုစောင့်ရှောက်နေညဥချစ်သားယဟန်တို့တထာဂတရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနာသူတပါဤလက်နလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယန္တိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဘုရားတပည့်တော်အားမေအမကံချမ်းသာလူလာဘုရားတပည့်တော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတိလဏပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်တုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအထာနာမေတံဘိခဝေအနဝကသောယံပရုပကံမိနာတတဂတံဇီဝိတဝရောဘေယအနုပကံမိနာဘိခဝေတတဂတပရိနိဗ္ဗာယန္တိဧတေနာသစ္စာဝိစေနာသုတိမေဟောတုတပ္ပဒာဘေခဝေယဟန်တော်များဥချစ်သားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံတိနုစယငါဘုရားကိုဇီဝိတာယုံနန္နတွေ့အိန္ဒတိမွက်ခောအတ္တတော်မှာဝ
ဝရောပိယခွင်းကပြည့်ချွေချတတ်ပေရ၏ဧတံဤသို့ယုံနှင့်ပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်တည်းဧတံဤသို့ယုံနှင့်ချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဗျာကိုစောင့်ရှောက်နေညဥจิตယဟန်တို့တတဂတရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနသူတပါဤလက်နှလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယံတိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဘုရားတပည့်တော်အားမေအမကံချမ်းသာလူလာဘုရားတပည့်တော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတိလဏပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်တုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအထာဏမေတံဘိခဝေအနဝကသောယံပရုပကံမိနာတတဂတံဇီဝိတဝရောပိယအနုပကံမိနာဘိခဝေတတဂတပရိနိဗ္ဗာယံတိဧတေနာသစ္စာဝိစေနာသုတိမေဟောတုသဗ္ဗဒာဘေခဝေယဟန်တော်များဥจิตသားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံတိနုစယငါဘုရားကိုဇီဝိတာယုံနနတွေ့အိန္ဒတိမွက်ခောအတ္တတော်မှာဝရောပိယခွင်းကပြည့်ချွေချတတ်ပေရ၏ဧတံဤသို့ယုံနှင့်ပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်တည်းဧတံဤသို့ယုံနှင့်ချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဘုရားကိုစောင့်ရှောက်နေညဥจิตယဟန်တို့တတဂတရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနသူတပါဤလက်နှလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယံတိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဘုရားတပည့်တော်အားမေအမကံချမ်းသာလူလာဘုရားတပည့်တော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတိလဏပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်တုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်း
အထာနာမေတံဘိက္ခဝေအနဝကတောယံပရုပကံမိနာတတဂတံဇီဝိတဝရောပိယအနုပကံမိနာဘိက္ခဝေတတဂတပရိနိဗ္ဗာယန္တိဧတေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒာဘေခဝေယဟန်တော်များဥချစ်သားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံတိနုစယငါဘုရားကိုဇီဝိတာယုံနနတွေ့အိန္ဒတိမွတ်ခောအတ္တတော်မှာဝရောပိယခွင်းကပြည့်ချွေချတတ်ပိယ၏ဧတံဤသို့ယုံနပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်တည်းဧတံဧသောဤသို့ယုံနံချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဘုရားကိုစောင့်ရှောက်နေညဥချစ်သားယဟန်တို့တထာဂတရှိရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနသူတပါဤလက်နှလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယန္တိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏ဧတေနာသစ္စာဝိဇေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဘုရားတပည့်တော်အားမေအမကံချမ်းသာလူလာဘုရားတပည့်တော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာသုတိလနပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်သုတိကိုစိတ်နှပြဘိယံကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအထာနာမေတံဘိက္ခဝေအနဝကတောယံပရုပကံမိနာတတဂတံဇီဝိတဝရောပိယအနုပကံမိနာဘိက္ခဝေတတဂတပရိနိဗ္ဗာယန္တိဧတေနသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒာဘေခဝေယဟန်တော်များဥချစ်သားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံတိနုစယငါဘုရားကိုဇီဝိတာယုံနနတွေ့အိန္ဒတိမွတ်ခောအတ္တတော်မှာဝရောပိယခွင်းကပြည့်ချွေချတတ်ပိယ၏ဧတံဤသို့ယုံနပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်တည်းဧတံဧသောဤသို့ယုံနံချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဘုရားကိုစောင့်ရှောက်နေညဥချစ်သားယဟန်တို့တထာဂတရှိရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနသူတပါဤလက်နှလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယန္တိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏
ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဗျာတပိတော်အားမေအမကံချမ်းသာလူလာဗျာတပိတော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာသုတိလဏပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်သုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအထာဏမေတံဘိက္ခဝေအနဝကတောယံပရုပကံမိနာတတဂတံဇီဝိတဝရောဘေယအနုပကမေနဘိက္ခဝေတတဂတပရိနိဗ္ဗာယန္တိဧတေနသစ္စာဝိစေနသုတိမေဟောတုတပ္ပဒာဘေခဝေယဟန်တော်များဥချစ်သားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံသင်္နုစယငါဘုရားကိုဇီဝိတာယုံနနတွေ့အိန္ဒတိမွက်ခောအတ္တတော်မှာဝရောပိယခွင်းကားပြည့်ချွေချတတ်ပေရ၏ဧတံဤသို့ယုံနပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်တည်းဧတံဤသို့ယုံနံချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဘုရားကိုစောင့်ရှောက်နေညဥချစ်သားယဟန်တို့တတဂတရှိရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနသူတပါဤလက်နလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယန္တိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဗျာတပိတော်အားမေအမကံချမ်းသာလူလာဗျာတပိတော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာသုတိလဏပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်သုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအထာဏမေတံဘိက္ခဝေအနဝကတောယံပရုပကံမိနာတတဂတံဇီဝိတဝရောဘေယအနုပကံမေနဘိက္ခဝေတတဂတပရိနိဗ္ဗာယန္တိဧတေနသစ္စာဝိစေနသုတိမေဟောတုတပ္ပဒာဘေခဝေယဟန်တော်များဥချစ်သားတို့ယံအကျဉ်ကြောင်းကြောင့်ပါရုပကံမေနသူတပါတို့ဤလုံးလပယောဂဖြင့်တထာဂတံသင်္နုစယငါဘုရားကိုဇီဝိတာယုံနနတွေ့အိန္ဒတိမွက်ခောအတ္တတော်မှာဝ
ဝေါတော်ပိယခွင်းကပြည့်ချွေချတတ်ပေရ၏ဧတံဤသို့ယုံနှင့်ပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရာမဟုတ်သည်သာလျှင်တည်းဧတံဧသောဤသို့ယုံနှင့်ချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခါမဟုတ်သည်သာတည်းဘေခဝေငါဗျာကိုစောင့်ရှောက်နေညဥจิตယဟန်တို့တတဂတရှိရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနသူတပါဤလက်နှလုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယံတိနိဗ္ဗာန်စံကိဉ္ငိမ့်အေတော်မူကြပေကုန်၏ဧတေနာသစ္စာဝိစေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလူလာဘုရားတပည့်တော်အားမေအမကံချမ်းသာလူလာဘုရားတပည့်တော်မတို့အားသဗ္ဗဒာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတိ